္ဂလာပါရှင်။အော်စကာတူမချစ်ဆိုပါရရှင်။ကြောက်မြဲနာချစ်သူများရှင်။အခုမှစပြီးတော့ကြောက်မြဲနာလေးတွေကိုစုဆောင်းမယ်ဝယ်ယူမယ်လို့စိတ်ကူးထားတဲ့သူလေးတွေအတွက်ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဘယ်လိုကြောက်ကလေးတွေဝယ်ယူရမလဲဆိုလို့ရှိရင်ဥမာလှတဲ့ကြောက်ပေါ့နော် beauty ဖြစ်တဲ့ကြောက်ကလေးတွေဝယ်ရမှာ။အဲ့လိုကြောက်ကလေးတွေကဘယ်လိုကြောက်ကလေးတွေမျိုးလဲဆိုရင်ချက်5ချက်နဲ့ညီလို့ရှိရင်လှတဲ့ကြောက်ကလေးတွေဖြစ်ပါတယ်ပထမတစ်ချက်ကပါလဲဆိုရင် style of cut and shape style of cut and shape ဆိုတာပါလဲဆိုရင်တွေးထားတဲ့ခွက်ကလေးတွေပေါ့ဥပမာ heart shape လား oval shape လား diamond shape လားပေါ့အဲ့လို shape ကလေးတွေတွေးထားတာပေါ့နော်အဲ့ဒါကိုမတွေးထားတဲ့အခါမှာချွန်းရထူနေတာတို့ချွန်းရစောင်းနေတာမျိုးဆိုအဲ့ဒါမျိုးဆိုရင်လှတဲ့တမမပါအောင်နော်သူတွေးထား diamond ဆို diamond ချွန်းခွက်လေးချွန်းလေးတွေကသူ့ဟာလေးနဲ့သူလှပနေရမှာပေါ့ထူတာကြီးလည်းမဖြစ်သလိုပါတာကြီးစောင်းတာကြီးလည်းမဖြစ်ရဘူးပေါ့နော်အဲ့ဒါမျိုးလေးဆိုရင်သွေးကလေးတွေလှတယ်လို့ခေါ်တယ်ပေါ့နော်နောက်တစ်ချက်ကပါလဲဆိုရင်ကာလာကတော့အရှောင်ပေါ့သူကအရှောင်ကဘာလို့လဲဆိုရင်ဟိုမှာအနီအောင်ဆိုရင်အနီအောင်ဖြစ်နေရမယ်ဟိုအနီလိုဆင်းတယ်လို့ဝါတယ်လို့အဲ့လိုမဖြစ်ရဘူးပေါ့အနီအောင်ဆိုအနီအောင်သူအရှောင်ကာလာပေါ့နော်အဲ့လိုကာလာပြီးတော့နောက်တစ်ချက်ကပါလဲဆိုရင် transparency ကဆိုရင်ပါလဲဆိုရင်ကြောက်ကလေးတစ်လုံးကိုဒီလိုထောင်ကြည့်လိုက်မယ်ကန်ကြည့်လိုက်ထောင်ကြည့်လိုက်လို့ရှိရင်အလင်းပေါင်နေမယ်ပေါ့အလင်းပေါင်နေရဆို transparent ဖြစ်တာပေါ့နော် transparent ဖြစ်တာဆို DJ ဘူးလေးကိုကြည့်လိုက်ဒီဘက်ကနေကိုဘက်ကိုကြည့်လို့ရှိရင်ဒီလက်မျိုးလေးထောင်းတာကိုဘက်ကနေကြည့်ရင်နှမ်းမြင်နေရမယ်အဲ့ဒါမျိုးလေး transparent ဖြစ်တယ်လို့ခေါ်တာပေါ့ကြောက်ကလေးထောင်းကြည့်လိုက်လို့ရှိရင်အဲ့လိုမျိုးလေးအလင်းပေါင်နေတာ transparent ဖြစ်တယ်လို့ခေါ်တာပေါ့နောက်တစ်ချက်ကပါလဲဆိုရင် Lester ဆိုတာပါလဲဆိုရင်ကြောက်ကလေးရဲ့မျက်နှာပြင်ကြည့်လိုက်မျက်နှာပြင်ကြည့်ဒီလိုလေးလှုပ်ကြည့်လိုက်ဟိုဘက်ဒီဘက်လှုပ်ကြည့်လိုက်လို့သူ့ရဲ့ reflection လေးတွေကပြန်နေမယ် reflection အားကောင်းတာပေါ့နော်ကြောက်က reflection အားကောင်းလို့ရှိရင်လှုပ်လိုက်တာနဲ့လဲထားနေတာပေါ့အဲ့လိုမျိုးလေးတွေကို Lester အားကောင်းတယ်လို့ခေါ်တယ်ပေါ့နော်ကြောက်မှ Lester အားကောင်းတယ်လို့ခေါ်တယ်၄ချက်ဖြစ်သွားပြီနော်နောက်တစ်ချက်ကပါလဲဆိုရင် other optical effect ဆိုတာပါလဲဆိုလို့ရှိရင်ကြောက်မှာဥပမာဟိုမှာပရမများမှာဆိုရင်ပရမများလုံးကျော်လေးတွေမှာဆိုကောဂျိုးလေးတွေ6ချောင်းတို့ဟိုတချို့ဓာတ်တွေကြားလဲကက်အိုင်းတို့ဒရဂွန်အိုင်းတို့ဆိုရင် line တစ် line လေးပဲပါတယ်လေခိုင်ဆိုဘယ်တို့ဘာလို့မှလဲသူရဲ့ထူးခြားချက်လေးတွေပေါ့ကြောက်ရဲ့ထူးခြားချက်လေးတွေ line တစ် line နဲ့ပါတာတို့အဲ့လို6ကျိုးပါတာတို့အဲ့လိုမျိုးသူရဲ့ effect တွေထူးခြားတဲ့ effect လေးတွေပါလို့ရှိရင်လဲလှရတဲ့မှာပါတယ်ပေါ့နော်အဲ့ဒါကိုအဲ့ဒီ5ချက်နဲ့ပြည့်စုံလို့ရှိရင်လှတဲ့ကြောက်လေးလို့သတ်မှတ်တယ်ပေါ့အဲ့ဒီလှတဲ့ကြောက်ကိုပဲဝယ်ပါလို့ပြောတာတခြားကြောက်မဟုတ်ပါဘူးရှင်မလှတဲ့ကြောက်လည်းဝယ်လို့ရပါတယ်မလှတဲ့ကြောက်ကိုဝယ်လို့ရတယ်ဆိုတာအခုမှပတ်စံရှင်ဝယ်လို့ရတယ်ပြင်အားပဲဖြစ်ဖြစ်ဟုတ်တယ်မလားလှဝယ်လို့ရတယ်ဒါပေမဲ့လှတဲ့ကြောက်ကိုဝယ်တဲ့အခါမှာဘာတွေခံစားရလဲဆိုရင်ကြိုကျေးဇူးများစွာခံစား